ဒီလိုဆိုတာကိုကြွေးလာပါအောင် အားရူကြီးကမှဒီလိုလည်း အတော့လည်းလာပါဆိုလာပါခေါ်နေအောင်လာတော့ငါမင်းလား ဟုတ်တယ်ဟုတ်တယ် ဒီလိုမစိုးတယ်အကင်းလေးတွေရောင်းနေရတာ ရောင်းကောင်းမှာပေါ့အဲ့ဒါငါရဲ့တစ်တော်လေးကလူတွေလက်ကနေတော်တော်လေးလာအားပေးသွားပြီ အေးဟုတ်တယ် ဖြစ်ညာမှာဒါပဲဒီကလူကယုံကြည်မှုပဲ အဲ့တော့တစ်ရိုက်လိုက်ပါဦးတော့ ငင်တော့အမျိုးမျိုးပဲအခုတစ်တော်ရိုက်လို့ရိုက်တစ်တော်ရိုက်တော့လေအမျိုးမျိုးပြောအလုံးမပြီးသေးအောင်ဗာပြောပြောမတော်ငါပြောချင်တာလေအဲ့ဒါပဲမကျတော့တစ်တော်ရိုက်တဲ့အခါမှာဟိုကရုပ်ကကောင်းကောင်းမလာတဲ့အခါကျတစ်တော်ရတချို့ဆိုအဖက်လေးပါကြငါဘုံကြီးကတဲ့မရဘူးအဲ့ဒါအိုင်ဖုန်းလေးလုပ်ပြီးအောင် အဲ့တော့အဲ့ဘုန်းပြောမှကြောက်ခုနကတည်းက ငါတော့ကအိုင်ဖုန်းဝယ်ရမှာလား တော့ပြောမယ်မဟုတ်ကြောက်တန်ရှင်းလို့တော့လေအဝိစားပြီးတော့နောက်ကဟိုတာမုံနဲ့ပတ်စံတွေ့လို့ဆင်းရကပေးလိုက်တာ တမ်မီယိုရဲ့နောက်က อืม အိုးအဝေစားထုတ်ရဲ့အောက်က တာမုံထဲမှာလေ တန်ဘူးလေးတွေကနေပတ်စံတွေ့သွားပြန်ပြီ ဟုတ်တယ်တွေ့လို့လေ ပြေးလိုက်ပါတော့ကွာ စိန်လက်ခောက်ပေးလိုက်อ่ะ ပြေးလိုက်အဲ့ဒါကပြေးပြလိုက်ပြီ အေးဟုတ်တယ် မှတ်ကြီးရောကွာ တော်လေဘလို့ပြင်းရလဲပြန်မင်းမှာပေါ့ဆိုနေ နေတော့ပြန်မေးမယ်ဟိုငါကြောင်လုံးအရင်ကတော့ခုချိန်ကြီးမရသေးတဲ့ဥစ္စာကွာသုံးပါပြီကွာ အဲ့ဘုန်းပြည့်တဲ့ခါကျပြန်မင်းတယ် တော့ပါတော့ညီတို့စကားယုံရတာနော်ငါတို့ငယ်ငယ်ကအမေစကားယုံရတယ်လို့ပဲအမေကိုဈေးကိုသွားလို့ကျွန်တော်အိမ်နဲ့မနှက်လေးမာရတယ်ပေါ့ခဏကားမလာသေးလို့အဝတ်စားကားကြီးမလာသေးဘူးအခုချိန်ကြီးအိမ်တော်နာကြတယ်အဲ့ကားကြီးကလာလာသေးလားမသိဘူးအခုချိန်ကြီး ဟောတော်လေလင်းများကြီးကိုဘလို့ပြည့်လာတော့ ကွာအမေတို့ကကြည့်တယ်ဟောပါခုမှခုမရအမဆုံးတော်ကြီးပြပါကွာ